ကလေးတို့ရေဒီအပိုင်းမှာတော့ဂျူဒီရဲ့ဇူတိုပီးယားကိုရောက်ရှိချိန်ရဲအရာရှိဘဝရဲ့အခက်အခဲနဲ့ Nick နဲ့ပထမဆုံးအဓိကတွေ့ဆုံမှုတွေကိုပြောပြပေးတော့မှာဖြစ်ပါတယ်။ Judy Hopps ကမျှော်လင့်ချက်တွေအပြည့်နဲ့ဇူတိုပီးယားကိုရောက်ရှိလာခဲ့ပါတယ်။ဒါပေမဲ့လက်တွေ့ဘဝကသူမရဲ့အိမ်မက်တွေလို့မဟုတ်ခဲ့ပါဘူး။ရဲစခန်းမှာသူမဟာ Chief ပိုကိုရဲ့အုပ်ချုပ်မှုအောက်ကိုရောက်ရှိခဲ့ပါတယ်။ပိုကိုကသူမကိုရုံးတကောင်အဖြစ်အထင်သေးပြီးတော့ရဲတပ်ဖွဲ့ရဲ့အရေးမပါဆုံးတာဝန်တစ်ခုဖြစ်တဲ့ကားပါကင်လက်မှတ်ထည့်ခြင်းလို့ခေါ်တဲ့ parking duty ကိုပဲပေးခဲ့ပါတယ်။ Judy ဟာစိတ်ဓာတ်မကျဘဲနဲ့သူမကိုပေးအပ်တဲ့တာဝန်ကိုအကောင်းဆုံးထမ်းဆောင်မှုကြိုးစားခဲ့ပါတယ်။ဒီလိုနဲ့မနက်ခင်းတစ်ခုမှာဇူတိုပီးယားရဲ့စက်မှန်တဲ့တဘာဝကိုပြသမဲ့သူနဲ့သူမတွေ့ဆုံခဲ့ပါတယ်။သူ့နာမည်ကတော့ Nick ပါ။လိမ့်လိမ့်လေးပြတဲ့ညံ့ညံ့တဲ့ညီကွေးတစ်ကောင်ပေါ့။ Judy ဟာ Nick ကိုလိမ့်လိမ့်လေးပြနေတာအမှန်သတိထားမိခဲ့ပါတယ်။ Elephant Ice Cream Shop မှာ Nick ကသူ့သားလို့ပြောတဲ့ Phoenix ဆိုတဲ့ကလေးတစ်ယောက်အတွက်စင်အရွယ်စားအေးရမအေးခဲ့ကြောင်းဝယ်ခိုင်းပါတယ်။ Judy ကသူ့ရဲ့ professional တတိကိုအသုံးပြုပြီးတော့ Nick ကိုရေးခဲ့ကြောင်းလုပ်ပေးခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာသူမဟာလုံးဝအလဲစားခံလိုက်ရပြီဆိုတာကိုသိလိုက်ရပါတယ်။ Nick နဲ့ Phoenix တို့ဟာအေးရမအေးခဲ့ကြောင်းကိုအကြည့်ဖြောပြီးတော့ Little Rodentia မှာတင်းငယ်တဲ့ popsicle လို့နာမည်ပေါင်းကပြန်ရချခဲ့ပါတယ်။ Judy ဟာအဲ့ဒါကိုသိတဲ့အချိန်မှာဒေါသထွက်ပြီးတော့ Nick ကိုရင်ဆိုင်ခဲ့ပါတယ်။ Nick ကတော့အေးစီစီပါပဲ။ဒီမျိုးကမင်းချင်းတယ်လို့မဟုတ်ဘူး။ရှုံးတွေကတော့မုံလာဦးပဲစိုက်တင်တာဆိုတဲ့စကားလုံးတွေနဲ့ Judy ရဲ့စိတ်ဓာတ်ကိုချိုးဖဲဖို့ကြိုးစားခဲ့ပါတယ်။ Judy ရဲ့စိတ်ပြအားငယ်မှုကမြင့်တက်လာခဲ့ပါတယ်။ဒါဟာဇူတိုပီးယားရဲ့စက်မှန်တဲ့ပတ်ချင်လား။ဒါပေမဲ့မကြခင်မှာပဲသူမရဲ့အခွင့်အရေးကရောက်ရှိလာပါတယ်။အဲ့ဒါကတော့ပါကင်လက်မှတ်တွေဖြတ်နေရင်းနဲ့ပဲနဲ့အရေးပေါ်အခြေအနေတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။ Whistle 10ဟာပစ္စည်းတစ်ခုကိုခိုးယူပြီးတော့ထွက်ပြေးနေပါတယ်။ Judy ဟာ Chief ပိုကိုရဲ့အမိန့်ကိုချိုးဖောက်ပြီးတော့ Whistle 10ရဲ့နောက်ကိုချက်ချင်းပဲလိုက်ခဲ့ပါတယ်။မျိုးရဲ့မတူညီတဲ့ပတ်ဝန်းကျင်တွေဖြစ်တဲ့ Little Rodentia အထိရဲကမပါဘဲနဲ့လိုက်လံဖမ်းဆီးခဲ့ပါတယ်။ဖမ်းဆီးမှုရဲ့အဆုံးမှာ Judy ဟာ Fru လို့ခေါ်တဲ့ရှရုလေးတစ်ကောင်ကိုလိန်ဆင်းလာတဲ့အေးရမတွင်းနဲ့ကြီးအောက်ကနေအသက်ကနိုင်ခဲ့ပြီးတော့ Whistle 10ကိုလည်းဖမ်းမိခဲ့ပါတယ်။သူမဟာအောင်မွေးခံတဲ့ခန်းစားခြင်းနဲ့ရဲစခန်းကိုပြန်ရောက်လာခဲ့ပြီးမြဲ Chief ပိုကိုကတော့သူ့အမိန့်ကိုမနာခံတဲ့အတွက်သူမကိုပြင်းပြင်းထန်ထန်စုဖို့ချိန်မောင်းခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲပျောက်ဆုံးနေတဲ့ Mr. Adderton အမှုကရုတ်တရက်ရောက်ရှိလာခဲ့ပြီးတော့ Judy ရဲ့ရဲအရာရှိအိမ်မဟာအသက်ဝင်မှုအခွင့်အရေးရရှိခဲ့ပါတယ်။ဒီအမှုက Judy ကိုဘယ်လိုဦးတည်သွားစေမလဲ။ Nick ရဲ့လိမ်လည်မှုကရောသူမရဲ့အလုပ်ကိုဘယ်လိုသက်ရောက်မှုရှိလာမလဲဆိုတာကိုအပိုင်းသုံးမှာဆက်ပြီးတော့စောင့်ကြည့်ပါအောင်။